သူကလူမိုက်တွေကိုမုန်းတာပါနော်ဒါပေမဲ့သူတို့ကတရားမျှတစွာမရှင်းပြိုင်ကြပါဘူးအတန်းကောင်းဆောင်ပြန်ခုခံပေမဲ့ရိုက်နှက်ခံလိုက်ရပြီးဦးကြောင်ကြောင်ဖြစ်သွားခဲ့ပါတယ်ရှင်သူအတန်းဖော်တွေကိုလှည့်ကြည့်လိုက်ပေမဲ့တယောက်မှကူညီဖို့ရှေ့ထွက်မလာကြပါဘူးနော်သူစိတ်တက်ကြတော့မဲ့အချိန်မှာပဲကောင်လေးကဝင်ပါပြီးခဲ့ပါတယ်ရှင်ရန်ပွဲပြီးတဲ့အခါကောင်လေးမှာတန်ရာတွေအပြည့်နဲ့ဖြစ်နေပေမဲ့မိတို့တွေကိုမတိစိတ်ကနေကာကွယ်ပြီးနေတော့ပါပဲအဲ့ဒီနောက်မှာတော့အတန်းကောင်းဆောင်ကသူ့ကိုစောင့်ကြည့်လာခဲ့ပြီးခုံကိုပါသူ့ပင်နာရွှေ့လိုက်ပါတယ်ရှင်ကောင်လေးကဘာမှမစင်စားပေမဲ့မိတို့တွေကတော့အတန်းကောင်းဆောင်ရဲ့မျက်လုံးတွေထဲမှာတခုခုမတင်ကားစရာဖြစ်နေတာကိုရိပ်မိခဲ့ပါတယ်နော်ကြောင်စင်တော့ကောင်လေးကမိတို့ရဲ့ခန္ဓာကိုယ်အစ်စ်ကိုတွားကြည့်ဖို့မီတိုရီအိမ်ကိုခေါ်သွားခဲ့ပါတယ်ရှင်ထူးဆန်းတာကသူ့အမိကကောင်လေးကိုမြင်တာနဲ့အိမ်ထဲတန်းဝင်ခွင့်ပေးလိုက်တာပါပဲပြီးတော့မီတိုရီတတိမရတာ3ရက်ရှိပြီဖြစ်ပြီးဆရာဝန်နေတော့လက်မှန်ချထားရကြောင်းပြောပြခဲ့ပါတယ်နော်အဲ့ဒီနောက်ဓာတ်ပုံတွေတတိတတန်းကြီးထုတ်ပြခဲ့ပါတယ်ရှင်အဲ့ဒီဓာတ်ပုံတွေအားလုံးကသူ့ပုံတွေကြီးပဲဖြစ်ပြီးမိန်းကလေးရဲ့အမျက်နိုးဆုံးစုဆောင်းမှုပါပဲမီတိုရီဟာသူ့ကိုချစ်မြတ်နိုးနေခဲ့တာ3နှစ်တိုင်တိုင်ရှိခဲ့ပြီမဲ့မြင်တိုင်းရှင်ခုံလုံးစကားမပြောရဲခဲ့ပါဘူးနော်အခုတော့ကောင်လေးရောက်လာခဲ့ပြီမဲ့မီတိုရီကငြိမ်သက်စွာလဲလျောင်းနေရရှာပါတယ်သူ့အမေရဲ့အတန်ကြီးတုံမြင်လာခဲ့ပါတယ်ရှင်ကောင်လေးကမီတိုရီကိုအပြင်ထုတ်ပြဖို့ကြိုးစားပြီမဲ့မီတိုရီကငင်းဆန်ခဲ့ပါတယ်အမေဖြစ်သူထွက်သွားပြီးနောက်ဘာလို့လဲလို့မေးလိုက်တဲ့အခါအဖေကယူရှင်းပါလေရှင်ဒီလိုပုံစံကြီးဖြစ်နေတာကိုမြင်ရင်အမီပို့ပြီးဝမ်းနဲ့ကြေကွဲရမှာကိုကြောက်လို့ပါတယ်နော်ဘာလို့ဖြစ်နေလဲဆိုတာကိုပထမဆုံးစစ်စုံစမ်းချင်နေတာပါပဲရှင်